ထိုင်းလုပ်ငန်းရှင်တထေးကြီးရဲ့တတိထားစောင့်ကြည့်ခြင်းခံရပြီဖြစ်တဲ့နှုတ်ခမ်းငွေဘာမှဖေးချစ်ပရိသတ်များမင်္ဂလာပါခင်ဗျထိုင်းနိုင်ငံမှာအခုနောက်ပိုင်းမိယာကြားရသမျှထဲမှာစိတ်ဝင်စားစရာကောင်းတယ်လို့စိုးရင်စရာလည်းကောင်းတဲ့ကိစ္စတစ်ခုကြီးကျယ်လာနေပြီမြအဲ့ဒါကတော့မြန်မာရွှေပြောင်းအလုပ်သမားတွေကိုအကြောင်းမဲ့အနိုင်ကျင့်ဖိနှိပ်မှုတွေပြုလုပ်နေတဲ့နှုတ်ခမ်းငွေဆိုတဲ့ပုံကိုယ်တူကြောင့်ဖြစ်လာတာပါပဲဒီလိုဟာထိုင်းအမျိုးသားတယောက်ဖြစ်ပြီးသူကိုယ်သူထိုင်းမျိုးချစ်အစွန်းရောက်တယောက်အဖြစ်ဖော်ပြလေးရှိပါတယ်သူရဲ့လှုပ်ဆောင်မှုတွေကအလုပ်သမားတွေအတွက်အတိုလေးကိုအန်ဒရယ်များလာတဲ့အနေအထားတစ်ခုကိုရောက်ရှိနေပြီလို့သိရပါတယ်အထူးသဖြင့်မြန်မာပြည်ကသွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့သူတွေဟာအကြောင်းမဲ့ဆိုလိုမျိုးသူ့ရဲ့ရန်သစ်မှုကိုခံရတာတွေရှိလာလို့ပြဿနာတွေအများကြီးပေါ်ပေါက်လာနေတာပါပဲဒီလိုအနိုင်ကျင့်မှုတွေဖိနှိပ်မှုတွေကြောင့်အလုပ်သမားအချို့ဟာကနေ့တခြားစိုးရင်ပူပန်မှုတွေများလာပြီးကြောက်စိတ်ဝင်ကအလုပ်ကိုတောင်ကြောက်ရွံ့စွာသွားလာရတဲ့အခြေအနေမျိုးတွေဖြစ်လာနေပါတယ်ညဘက်အလုပ်သမားတွေဟာအလုပ်မစင်းရဲတာမျိုးအလုပ်မှာအာရုံမစိုက်နိုင်တာမျိုးတွေဖြစ်လာတော့အလုပ်ရှင်တတိတွေပါထိခိုက်နစ်နာလာတဲ့အထိဖြစ်လာပါပြီအလုပ်သမားတွေကဒီနှုတ်ခမ်းမွေးတဲ့ရန်ကိုကြောက်တာကြောင့်အပြင်သွားလာဖို့တောင်တတိထားလာရတာကိုကာကွယ်ဖို့ဆိုပြီးအိမ်ထဲမှာပဲနေရတာမျိုးတွေရှိလာတယ်လို့ဆိုပါတယ်။ဒါဟာအလုပ်သမားတယောက်ရဲ့လွတ်လပ်စွာနေထိုင်ခွင့်ကိုပါထိခိုက်လာတာမျိုးဖြစ်နေတာပေါ့။နောက်ထူးခြားတာကတော့ဒီကိစ္စကြောင့်နှုတ်ခမ်းမွေးကိုမကျေနပ်သူတွေသူ့လုပ်ရက်ကိုကန့်ကွက်သူတွေထဲမှာထားလေးလုပ်ငန်းရှင်တစ်ထေကစလို့ဈေးတွေအထိရှိလာနေပြီလို့ဆိုရမှာပါ။သူကအလုပ်သမားတွေကိုအနိုင်ကျင့်နေတဲ့ပုံစံတွေကြောင့်အချို့သောထိုင်းပြည်သူတွေကပါသူ့ကိုသဘောမတွေ့တော့ပဲသူ့ကြောင့်ဈေးရောင်းခောက်တဲ့နေရာတွေမှာပါကုန်သွယ်မှုထိခိုက်လာတာကြောင့်ဈေးတွေပါသူ့ကိုချိမရသူတွေများလာပြီဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။အခုဆိုရင်ထိုင်းနိုင်ငံမှာရှိတဲ့လုပ်ငန်းရှင်တထေးကြီးတွေအနေနဲ့ပါဒီကိစ္စကိုသတိထားပြီးစောင့်ကြည့်နေရတဲ့အခြေအနေအထိဖြစ်လာနေပြီလို့သိရပါတယ်။အလုပ်သမားတွေရဲ့လုံခြုံရေးနဲ့အလုပ်ခွင့်ရဲ့တည်ငြိမ်မှုကိုထိခိုက်လာစေနိုင်တာမို့သူတို့ဘက်ကလည်းဘလို့အရေးယူမှုတွေလှုံ့ဆော်လာမလဲဆိုတာစောင့်ကြည့်ရမယ့်အနေအထားဖြစ်နေပါပြီခင်ဗျ။ဒီလိုမျိုးအစွန်းရောက်တဲ့လုပ်ရက်တွေဟာအလုပ်သမားတွေတော့အလုပ်ရှင်တွေတော့ပါနောက်ဆက်တွဲပြဿနာတွေမဖြစ်လာအောင်အမြန်ဆုံးထိန်းချုပ်ဖို့လိုအပ်နေပြီလို့ယူဆမိပါတယ်